အလုပ်3-4ခုလောက်မှမပါလို့ရှင်မျိုးမသွားပြတော့ဘူးအားလုံးပဲမင်္ဂလာပါဒီနေ့ကတော့အလုပ်ပေါင်းစုံနဲ့တောင်တွင်းကြီးမျိုးပေါ်ကိုသွားမှာဖြစ်ပါတယ်ရောက်ရင်စိတ်လာဆေးဖြန်းပုံးဘက်ထရီမကောင်းတော့တဲ့အတွက်ဘက်ထရီလဲဖို့အတွက်ဆေးဖြန်းပုံးကြီးကိုလွယ်ပြီးယူသွားရပါတယ်မျိုးသူကြည့်ပဲလားဆိုတော့မဟုတ်ပါဘူးပဲစီဆဲပိတ်တာပုံတစ်ပုံလဲပါပါတယ်ဒါကတော့ထိုင်းကနေမှာပေးတဲ့အတွက်ကံပေးဆိုတဲ့ရွာလေးကိုပို့ပေးမှာဖြစ်ပါတယ်ယူရမယ့်ပစ္စည်းတွေရမ်းများနေတဲ့အတွက်စီပုံးကိုတော့ရွာနေဈေးကိုတွားမယ်ဈေးကားကိုပဲတင်ပေးလိုက်ပါတယ်နောက်ထပ်ယူရမယ့်ပစ္စည်းတွေကတော့အရေးပါရဲ့ပစ္စည်းတွေပါကဲပြောဒါထိုက်တဲ့တော့ရဲထိုက်တဲ့တော့ဒါမလေးတော့ဒါဒီမကွေးရဲ့ဟိုအဲ့ဒါပြားပါရဲ့အဲ့ဟိုပလက်စတစ်ထွက်ရတယ်ဟောင်းရင်ဒါဒီထဲထုတ်တော့လာရဲ့တခါရေးထားမလားရေးထားပဲကုန်ရေးပြရထိုင်းရတဲ့လေးတာပြေးရတယ်တော့ဒါရောကောင်းစုထုတ်တာတော်ရဘောစီပုံးတော်မှာဟိုဟာကိုတော်လင့်ကတင်လိုက်လို့စီပါအေးမဟုတ်ရင်အဲ့အထုပ်ကြီးနေအဲ့ဒါဟိုဒီအေးပြီးနောက်ကျောင်းမှာလဲဟိုသေပုံးရတယ်လွယ်ရတယ်ဒီအထုပ်ကြီးကတော့အရေးပိုင်စီကနေအင်ဂျင်လေးတွေမှားထားကြတဲ့ပြည်တွင်းပြည်ပကကာစတန်မာတွေကိုကျွန်တော်လိုက်ပို့ပေးရမှာဖြစ်ပါတယ်ဟိုးရင်ကျွန်တော်တို့လူမျိုးဘွားပေါ့ဗျာမြို့တော်မယ်ဆိုရင်ရှိုးနဲ့မိုးနဲ့လက်ပတ်စားတော့ဖို့အဲ့လိုမျိုးတွားတာမျိုးခုအိမ်တော်လဲကြပြီးတော့ဗျာလက်30လဲရောက်ရောအလုပ်3-4ခုလောက်မှမပါလို့ရှင်မျိုးမသွားပြတော့ဘူးပြီးရင်လူပုံစံလည်းစုပ်ပြတ်တန်းနေတာပဲသွားလာတဲ့နေရာမှာဘာရှိုးမှလည်းမရှိတော့ဘူးဒီလိုပဲပေါ့ဗျာဒါဘဝပေါ့အဲ့လိုပဲတွေးပါတယ်ကျွန်တော်တို့ဘက်မှာတော့ကားတွေဆိုင်ကယ်တွေအိုးဝေတုံးပိန်းတွေပေါ်ပေမဲ့အခုလိုမြင်းလဲလေးတွေလည်းရှိနေကြပါသေးတယ်ဗျအခုမြင်နေရတာကတော့တောင်တွင်းကြီးမြို့ရဲ့ရှေးအောင်တမိုင်းဝင်ဇေဒီတော်မြစ်ကြီးဖြစ်တဲ့ရေရနာပင်စီဇေဒီတော်မြစ်ကြီးဖြစ်ပါတယ်ကျွန်တော်တို့ရွာကနေတောင်တွင်းမြို့ကိုတွားတဲ့အခါမြို့ဝင်ငယ်နီးမှာဒီဇေဒီတော်မြစ်ကြီးကိုအရင်ဆုံးဖူးတွေ့ရတာဖြစ်ပါတယ်မြို့ထဲကိုလည်းရောက်ပြီဆိုတော့ကျောမှာလွယ်ထားတဲ့စေပုံးကြီးကိုအရင်ဆုံးဆိုင်မှာတော့အပ်ပြီးပြင်ခိုင်းပါမယ်ပြီးတဲ့နောက်တော့အရေးပိုင်ရဲ့ပါဆယ်ထုတ်တွေကိုရိုင်းရဲတော့အပ်ပါတယ်ပါဆယ်ပို့ပြီးတဲ့နောက်စီပုံးတင်လိုက်တဲ့ဈေးကားပေါ်မှာပဲပဲဘက်နံပါတ်ကလေးတွေလည်းရောင်းဖို့တခါတည်းတင်လိုက်တာဖြစ်တဲ့အတွက်နံပါတ်ရောင်းဖို့အတွက်တခါထပ်သွားရပါတယ်ပဲဘက်နံပါတ်ပိုရှင်းပြတာနဲ့ကားပေါ်ကစီပုံးကိုယူပြီးတော့ကံပေးဈေးကားဂိတ်ကိုစီပုံးပို့ဖို့အတွက်ထပ်တော့ရပါတယ်ဘိုင်အဲ့ဒါကျွန်တော်ဒီဘောတင်ခဲလိုက်မယ်ဟိုကသူကဒီကားဘောတင်ခဲလိုက်ရရဲတဲ့ဟုတ်စီပုံးပို့ပြီးတဲ့နောက်မှာလည်းအရေးပိုင်ရဲ့ထိုင်းနဲ့မလေးရှားကိုပို့ရမယ့်ပါဆယ်တွေကိုဒီပစ္စည်းပို့ဆောင်ရေးရှိတဲ့နေရာကိုတွားပို့ပေးရပါတယ်နိုင်ငံခြားကုန်စည်ပို့ဆောင်ပေးတဲ့ဆိုင်ကရခိုင်ဖျားကြီးနားမှာရှိရဲဆိုလို့ရခိုင်ဖျားကြီးနားလိုက်တွားတယ်ပေါ့နော်ဒါပေမဲ့ဖျားဝင်းထဲကိုရောက်တဲ့အခါ
ပင်လယ်ဓမြလှေကြီးတွေကလေးကစားကွင်းတွေဈေးဆိုင်တန်းတွေကိုတွေ့ရပါတယ်တေချာကြည့်လိုက်တဲ့အခါမှာဒီမှာညဈေးရောင်းပွဲတော်နဲ့ဖျားပွဲသေးရှိတယ်ဆိုတာကိုသိခဲ့ရပါတယ်မိုးရင်းမှာသူတို့ဘလို့ပွဲစီကျင်းပကြလဲမသိဘူးပေါ့နော်မနေ့ကညကပဲမိုးတွေရွာတာဒီဖျားပွဲသေးရှိမှလဲဒီဟိုရေအိုင်လေးတွေတွေ့နေရတယ်ဗျဒါမဲ့လည်းကျွန်တော်တို့လည်းမိုးလေဝသအခြေအနေကောင်းတဲ့အခါဖျားပွဲသေးလေးတွေကိုတွားပါအောင်မယ်အခုတော့နိုင်ငံခြားကိုပို့ရမယ်ပါဆယ်လေးတွေအပ်နေပါပြီ တခါလေးလိမ့်စာလေးတော့ရေးထည့်လိုက်ပြီးတော့ထိုင်းလိမ့်စာကိုလည်းဖုန်းထဲကနေကျွန်တော်ပြင်ပြမယ် ပါဆယ်တွေပို့ပြီးတော့ပြန်တော့မှားထားတဲ့ဈေးဘိုးတွေဝယ်ဖို့ဈေးတွေကိုထပ်သွားရပြန်ပါတယ် ဟိုဒီရောက်ကျွန်တော်လေးစိတ်ထားတာတမန်နှလုံးပြေးလွှာနေခဲ့ရတော့ဘိုက်ကစားလာတာနဲ့ဝါဒီလေးလဲဝင်ဆွဲလိုက်ပါသေးတယ်နေ့လယ်တနားရီလဲထိုးတော့မယ်ဆိုတော့ပြန်တော့မယ်ဗျာအဆုံးထိကြည့်ပေးခဲ့တဲ့တူတွေတယောက်ချင်းသေးတိုင်းကိုကျေးဇူးများကြီးတင်ပါတယ်ဗျာဒီဗီဒီယိုကနေအဓိကပေးခြင်းတဲ့ message ကကိုညီတို့ရေလူငယ်ဘဝကိုလွတ်လပ်ပျော်ရွှင်စွာနဲ့ဖြတ်သန်းပါ